50ဇတ်တော်ထဲမှာသာလိကေဒါရဇတ်ဆိုတာရှိတယ်လောကလူတွေလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်3မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီဇတ်ကိုခေါ်ခဲ့တာဖြစ်တယ်ပေါ့ဇတ်လန်းလေးကိုကျဉ်းညွတ်ပြောရမယ်ဆိုရင်မဂရတိုင်းမှာမဂရမြို့တော်ရဲ့အရှိမြောက်ထဲမှာသာလိတိယဆိုတဲ့ပုံနာရွာကြီးတစ်ရွာရှိတယ်ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်အဲ့ဒီရွာမှာလယ်ပိုင်းရှင်တထေးကြီးရှိတယ်လယ်ပေါင်းဧကပေါင်းမြောက်များစွာချမ်းသာတယ်သူကိုယ်တိုင်လှုပ်တဲ့လယ်ကလည်းမနေဘူးသူများကိုအငှားချထားတဲ့လယ်တွေလည်းရှိတယ်အဲ့ဒီလယ်ရဲ့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်လက်ပံပင်နေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်ဒါအနေထားတွေကိုဖော်ပြအဲ့ဒီလက်ပံတော်ထဲမှာကျင်းငှက်တွေများစွာနေထိုင်ကြတာဖြစ်တယ်အဲ့ဒီအနေထားမှာသူဟာလယ်စပါးတွေကိုစိုက်ပျိုးလယ်ယာတွေကိုပြိုးထောင်စိုက်ပျိုးပြီးတော့စပါးတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုတဲ့ဘာလို့လဲဆိုရင်လက်ပံပင်တော်ကချင်းငှက်တွေဟာသူ့လက်ထဲကိုရောက်ရှိပြန်တန်းလာကြပြီးတော့မှဲ့နေတဲ့စပါးကင်းကစပါးတွေကိုစားကြတယ်အကောင်ကြီးအလွန်များတဲ့ချင်းငှက်တွေအုပ်လိုက်ကြီးကျလာပြီးတော့စားတာ6လို့မနိုင်လောက်အောင်ရှိတယ်ပေါ့6လို့မနိုင်ဘူးချင်းငှက်တွေကအလွန်ရဲတယ်ဟိုနာ6ဒီနာကျအဲ့ဒီလိုလေဆောင်ကချင်းငှက်တွေကိုမောင်းထုတ်တော့လဲမနိုင်တော့ဘူးထူးထူးခြားခြားအဲ့ထဲမဲ့ဒေါင်းလောက်ကြီးတဲ့ချင်းငှက်ကြီးတစ်ကောင်ပါတယ်အဲ့ဒီကောင်ကြီးကဆိုရင်သူလဲဝါအောင်စားတယ်ပြန်သွားတဲ့အခါကျတော့စပယ်နှံတွေကိုခြီးပြီးတော့သွားတယ်စားလို့တင်အားမရဘူးတည်သွားတယ်တချို့လဲလှုပ်တတ်တယ်အဲ့ဒါမျိုးအလူမန္တသမင်းကျွေးကိုလာပြီးတဲ့အခါကျဂျိုင်းဆွဲသွားတာဆိုမျိုးနဲ့တူတယ်ပေါ့နော်ဒီမှာလဲစားတယ်ပြီးတော့ဂျိုင်းလဲဆွဲသွားတယ်ပေါ့အဲ့ဒီကြီးကြီးကလည်းပဲဂျိုင်းဆွဲသွားတဲ့သဘောပဲသူလဲဝါအောင်စားတယ်စပယ်နှံတွေကိုသူ့နှုတ်သီးနဲ့အကုန်လုံးကိုက်ချီပြီးတော့ပြန်သွားလေဆောင်ယောက်ျားကနိုင်အောင်မမောင်းနိုင်တဲ့အခါသူ့ကိုရောချေးတောင်းမှကြောက်တော့လေပိုင်းတထေးကြီးစီသွားပြီးတော့ဒီအကျိုးကြောင့်တွေကိုပြောတယ်သူကျင်းငှက်တွေကြလာတာသူတယောက်တည်းနဲ့မနိုင်တော့ဘူးမထိန်နိုင်တော့ဘူးအဲ့ဒါပဲထူးထူးခြားခြားဒေါင်းလောက်ရှိတဲ့အကောင်ကြီးကသူအားရပါရစားရုံနဲ့မကဘူးပြန်ကြတော့လဲဆိုဝါပင်နေစပယ်နှံတွေကိုချီးပြီးတော့သွားတယ်သူမောင်းတာလည်းမရဘူးဒီကောင်ကြီးကမကြောက်ဘူးလို့လည်းပဲရှင်ပုံနာကြီးစီသွားပြီးတော့တိုင်တန်းတယ်အဲ့တော့လည်းပဲရှင်ပုံနာကြီးကသူ့ကိုပြောတော့မင်းကြော်ကွင်းထောင်တတ်သလားဆိုထောင်တတ်ပါလေဒါဖြင့်လော့ကွာကြော်ကွင်းအဲ့ဒီကျင်းငှက်တွေကြလာတဲ့နေရာမှာမင်းကြော်ကွင်းတွေထောင်တာအဓိကကတော့အဲ့ဒီဒေါင်းလောက်ရှိတဲ့ကျင်းငှက်အကြီးကြီးဆင်းတဲ့နေရာကိုမင်းအဓိကထားပြီးထောင်လို့ဆိုကြော်ကွင်းထောင်ခိုင်းလိုက်ကြော်ကွင်းလှုပ်တဲ့အခါနွားမီးတို့မြင်းမီးတို့လိုဟာမျိုးပေါ့ဖြတ်လို့မလွယ်တော့အောင်ခိုင်မာတဲ့ကြော်ကွင်းတွေလှုပ်ခိုင်းတာလက်ကွင်းထဲမှာထည့်ထားတယ်နောက်ရက်ကြတော့ကြီးငှက်တွေပြန်တန်းချလာပြီးတော့စပယ်နှံတွေကိုစားကြပြန်တယ်အဲ့ဒီဒေါင်းလောက်ရှိတဲ့ကောင်းကြီးကတော့သူဆင်းနေကြနေဟာဆင်းလာဆင်းချင်းသူ့ခြေတော့ကြော်ကွင်းကဆွတ်မိသွားအဲ့ကောင်းကြီးကြော်ကွင်းမိသွားသို့တော့သူကကျင်းငှက်ထဲမှာခေါင်းဆောင်ဖြစ်တော့တခြားကျင်းငှက်တွေ
ခုချိန် तू online လို့ရှိရင်အစာမစားရမှဆိုလို့အသာလေး သူ့ခြေတော့ချိတ်ပြီးတော့ယုံနေတယ်ယုံလို့မရဘူးမအော်ဘူးနောက်ဆုံးခြေတွေကဆွဲနှံနေဝါအောင်စားလို့အာရကြပြီဆိုတဲ့အခါမှာငါတော့ကြောက်ဝင်းမိပြီဟေးဆိုတဲ့အတိပေးတဲ့အနေနဲ့អော်လိုက်တာကြံတဲ့ချင်းငယ်တွေအကုန်ပြန်ကုန်ကြဒီကောင်မှမရှိတော့သူတို့ကောင်လည်းပဲကြံအဲ့ဒီအချိန်မှာလက်ဆောင်ယောက်ျားကလာပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့အိမ်ခေါ်သွားရောဘုံသားကြီးစီရောက်တဲ့အခါလေပိုင်းရှိဘုံသားကြီးကခြေကောင်ကြီးချိပြီးတော့သူကအကောင်ကြီးကလည်းကြီးတော့ခြေနတ်တယ်ဒါကြီးချိပြီးတော့ကြာကြာနာနာခြေတော့မှကြော့ကွင်းကြီးနဲ့ပွန်ပဲ့နေလေဆေးတွေပါလေလိမ့်ပြီးပြီဒီကောင်ကြီးကိုခဏထိန်းချုပ်ပြီးအစာရည်သာကျွေးပြီးတော့မေးတယ်နော်ဟောဒီလေဆောင်ယောက်ျားကပြောတယ်တဲ့မင်းဟာစပယ်နန်နေစားရုံနဲ့မကဘူးခြိုင်ဆွဲသွားတယ်လို့ပြောတယ်နော်စပယ်နန်စားရုံနဲ့မကဘူးနှုတ်သီးနဲ့စပယ်နန်နေအများကြီးချိသွားတယ်လို့ပြောတယ်အဲ့တော့မင်းကခိုးတော်ဆောက်ထားဖို့စဘာတွေကိုတည်ပြီးတော့အယောင်းဝယ်လောက်ထားလားသို့မဟုတ်ခိုးတော်ဆောက်ထားတာရှိလို့လားလို့ဘုံသားကြီးကမေးတဲ့အခါကျတော့ကျင့်ခဲ့ဆိုတာလူဘာသာစကားလည်းပဲအလွယ်တကူနဲ့ပြောတတ်တဲ့တရားမျိုးတွေကိုနော်ပြောတဲ့အခါကျတော့သူပြောတဲ့စကားတော်တော်ထူးဆန်းသွားပြောပါတော့ဆိုကျွန်ုပ်ယူသွားတာဟာတခြားမဟုတ်ပါဘူးတဲ့ကျွန်ုပ်ဟာဂိုးတော်လည်းဆောင်ထားပါဘူးရောင်းဝယ်လည်းမလုပ်ပါဘူးတဲ့ကျွန်ုပ်ယူသွားတဲ့စပယ်နန်တွေကတချို့ကိုကျွေးသည့်ချရပါတယ်တဲ့တချို့ကိုတော့ကျွေးဟောင်းဆက်ရပါတယ်ကြံတဲ့ဟာကိုတော့ရင်းနှီးမြုပ်နှံတာလို့ရွှေအိုးမြုပ်ရပါတယ်လို့သူပြောတယ်လူသားတွေလှုပ်တဲ့ပုံစံမျိုးပဲသူကသုံးပုံခွဲပြီးတော့တစုကကျွေးပေးတာတခုကကျွေးဆက်တာကြံတဲ့ပိုရှင်တဲ့ဟာကြတော့ရွှေအိုးမြုပ်တာပါသိမ့်ထားတာပါလို့ဒီလိုပြောတယ်အဲ့ဒီကြတော့သူစကားကတော်တော်ထူးဆန်းတော့လေပိုင်းရှင်ပုံနာကြီးကစိတ်ဝင်စားပြီးနေစမ်းမအောင်ချင်းငှက်တကောင်ကကျွေးသည့်ပေးတယ်ဆိုတာလဲဆန်းလာကြီးလားကျွေးဟောင်းဆက်တယ်ဆိုတာလဲအလွန်ဆန်းရွှေအိုးမြုပ်တယ်ဆိုတာလဲအလွန်ဆန်းတယ်ဒါကြောင့်မို့ဘလို့ကျွေးသည့်ပေးပြီးဘလို့ကျွေးဟောင်းဆက်တာလဲနော်ဘယ်လိုရွှေအိုးများမြုပ်ပါသလဲလို့ဆိုတာကိုသေချာကပ်ပြီးတော့မေးတဲ့အခါကျတော့အဲ့ဒီကျင်းငယ်ကြီးကလူဘာသာစကားနဲ့ရှင်းရှင်းနေတော့သူပြောပြတယ်သူကျွေးသည့်ပေးတယ်ဆိုတော့တခြားမဟုတ်ပါဘူးတဲ့အသာတပက္ခတရုဏပုဒ္ဒကမရှကောတိယတေမံပတ္တပရိတန္တိတတ္တမတေတံဣနန္တရေသူပြောတဲ့စကားလေးကသူ့မှာသားငယ်သမီးငယ်လေးတွေရှိသေးတယ်တဲ့အတောင်မပေါက်ကြသေးဘူးသူ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ချင်းငှက်ကလေးတွေဟာအတောင်မပေါက်ကြသေးဘူးမပြန်နိုင်ကြသေးဘူးတဲ့အတိုက်ထဲမှာပဲဒီတိုင်းပဲရှိနေကြသေးတယ်အဲ့ဒီချင်းငှက်တော်ကအငယ်လေးစားဖို့အတွက်သူကရိုးရိုးသူတို့စားဖို့ယူသွားတယ်လို့မပြောဘဲနဲ့သူတို့ချီးလာတဲ့အခါကျွန်ုပ်ကိုပြန်လီပြီးတော့ကျွေးမွေးကြမှာဖြစ်လို့အဲ့ဒါကိုရည်ညွှန်းပြီးတော့သူတို့ကိုကျွေးအသစ်ချတယ်လို့ပြောတာပါဟောသူကျွေးရမယ်သူ့ရဲ့သားငယ်သမီးငယ်တွေကိုသူကျွေးတာအဲ့ဒါကိုကျွေးသစ်ချတယ်လို့သူ
ပြောလိုက်တယ်ပုံနာကြီးကသဘောကျတယ်ဒါဖြင့်ဟုတ်ပြီကဲကျွေးဟောင်းဆက်တာကတော့ဘာတော့ကျွေးဟောင်းဆက်တာကတော့ဘာတော့ဆိုမာတာပိတသမေဝုဒ္ဓစိဏကာကတရွတ်ပနာတေတံတုန်နေနဟာတုနမုံစေပုပ္ပကတံဣနံကျွန်ုပ်မှာမွေးပြီးတော့ဆွမ်းလျှောက်ခဲ့တဲ့မိအိုဖအိုအတောင်ပံတွေကကျွတ်ပြီးတော့မပြန်တန်းနိုင်တော့ဘူးတဲ့မိအိုဖသူ့ကိုမွေးခဲ့တဲ့မိအိုဖအိုကျင့်ခဲ့ကြည့်တယ်ဟာအတောင်ပံတွေကကျွတ်ကုန်လို့ကောင်းရင်ကိုမပြန်နိုင်တော့ဘူးတဲ့သူတို့ဟာဒီလိုပဲတစ်ပင်ပေါ်မှာနားခိုပြီးတော့နေကြတယ်အစာရည်သာရှာပြီးတော့မစားနိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့အတွက်နှုတ်သီးနဲ့ချီယူပြီးတော့သူတို့ငယ်ငယ်ကကြွေးခဲ့တဲ့ကျေးဇူးတရားကိုပြန်ဆက်တဲ့အနေနဲ့ကြွေးဟောင်းဆက်ခြင်းဖြစ်ပါတယ်အလုံးမြင်မှုကြမှာပေါ့ငှက်ကလေးတွေဟာအစာရှာပြီးတော့ငှက်ပေါက်စာလေးတွေကြွေးနေတာတွေ့ပါလိမ့်မယ်နော်ငှက်ကလေးတွေခွန့်ပြီးတော့ကြွေးနေကြတယ်အဲ့ဒါလိုပဲသူ့ရဲ့မိအိုဖအိုတွေကိုလည်းပဲသူကြွေးမွေးဆောင်ရှောက်ရပါတယ်တဲ့အဲ့ဒါကိုရည်ရွယ်ပြီးတော့ကြွေးဟောင်းဆက်တယ်လို့သူပြောခြင်းဖြစ်ပါတယ်လေပဲရှင်ပုံနာကြီးကသဘောတွေကြဟုတ်သားပဲလူတွေတောင်မှတခါတလေလိုလှုပ်တာမရှိဘူးသူကဒါကြွေးဟောင်းဆက်တယ်ဒါဖြင့်ဟုတ်ပြီရွှေအိုးမြုပ်တာကြတော့ဘယ်လိုလုပ်တာလဲအင်ញေပိတထသကုဏခိနပက္ခသုဒ္ဓပလာတေတံပုညဋ္ဌိကောဓမ္မိတန်နိဒိအာဟုပဏိတာအဲ့ဒီမှာကျွန်ုပ်တို့ချင်းငှက်အုပ်ကြီးတဲ့မှာတဲ့တချို့ချင်းငှက်ကြီးတွေဟာအသက်အရွယ်ကြီးလာတဲ့အခါအတောင်တွေကျွတ်ကုန်ကြတယ်တောင်တွေကျွတ်ပြီးတော့အလုံးကိုအားနေတယ်မပြန်နိုင်ရှာကြတော့ဘူးသူတို့အတွက်တော့ကျွန်တော်ကနောင်နာခတ်အတွက်ကုသိုလ်ကောင်းမှုဖြစ်ဖို့ရအတွက်သူတို့ကိုကြွေးမွေးဆောက်ရှောက်တာဟာဒါဟာရွှေအိုးမြုပ်နှံခြင်းပဲဖြစ်ပါတယ်ကုသိုလ်ကောင်းမှုကိုလိုချင်လို့သူတို့အတွက်ကိုကြွေးမွေးဆောက်ရှောက်ပါတယ်ဒါဝတ္တရားနဲ့လှုပ်တာမဟုတ်ခုနဟာနှစ်ခုကဝတ္တရားပါကလေးငယ်လေးတွေကိုဆောင်းရှောက်ကျွေးမွေးတာကဝတ္တရားမိအိုဖအိုတွေကိုကျွေးမွေးတာကဝတ္တရားအခုကတော့ဝတ္တရားမဟုတ်ဘူးကုသိုလ်လိုချင်လို့ဆောင်းရှောက်ရမယ်ကျင့်ငယ်တွေကိုဆောင်းရှောက်တာဖြစ်တယ်ဒါဟာကုသိုလ်ကောင်းမှုလုပ်ပြီးတော့ယဉ်နှီးမြုပ်နှံခြင်းဖြစ်ပါတယ်လို့ဒီလိုရှင်းပြလိုက်တဲ့အခါကျတော့လည်းပဲရှင်ဘုံသားကြီးကလူတွေတောင်မှဒီအသိမရှိဘူးတဲ့ဒီကျင်းငှက်တော်အတော်ကိုလိမ္မာရေးချရှိတာပဲလူတွေတဲ့တောင်ပိုသိတယ်ဝန္တာအာရဖြစ်ပြီးတော့သူ့ကိုအလိုရှိရစားဖို့အတွက်သူစိုက်ပျိုးပေးထားတဲ့လေဧကားတွေကအကွက်တစ်ကွက်ကိုတတ်မှတ်ပြီးတော့ပေးတယ်ကြိုက်တယ်လို့စားပါဒီခင်အလုံးစာတန်းနေဆွဲထားပြီးတော့ဒီကျင်းငယ်ကြီးပိုင်တဲ့အခင်းကိုတတ်မှတ်ပြီးတော့ပေးလိုက်တယ်ကြိုက်တယ်လို့စားဒီအခင်းတွေကထွက်သမျှသီးနှံနေသူပိုင်ဆိုင်ခွင့်ရှိတယ်လို့ဆုလက်အနေနဲ့လည်းပဲရှင်ဘုံသားကြီးကပေးလိုက်တယ်ပေးပြီးတော့ဒီကျင်းငယ်ကြီးကိုပြန်ပြီးတော့လှုပ်လိုက်တယ်ဒီဇလံလေးကိုမြတ်စွာဘုရားကတရိစ္ဆာန်မင်းဖြစ်တော်လဲပဲတကယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်နေကြတာဖြစ်တယ်အလုံးမြင်မြူးကြသလိုပဲမိခင်ဖြစ်တဲ့ငှက်မတွေငှက်ဖိုတွေငှက်ထီးတွေဟာသူတို့ရဲ့လူမမယ်ကလေးငယ်လေးတွေကို
ကျွေးမွေးဆောင်ရှောက်ကြတယ်ငှက်ကြီးတွေကိုကျွေးတာတော့မြင်မှုချင်မှမြင်မှုကြမယ်ငှက်ပေါက်စာလေးတွေကျွေးတာတော့မြင်မှုကြတယ်အဲ့ဒါလို့လှုပ်တဲ့တာဝန်ဝတ္တရားတွေကိုသူတို့ဟာခြေပြုံးစွာထမ်းဆောင်နေကြတာဖြစ်လို့တန်တရားစီးပွားကုသိုလ်ကောင်းမှုများဟာလှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေသာလျှင်ဖြစ်တယ်တို့တွေဟာလူဘဝရောက်လာတဲ့အခါမှာထို့တူပဲငါတို့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုတို့တွေဟာအာယုစုဆိုင်ပြီးတော့ကိုယ်သားငယ်သမီးငယ်တွေကိုတာဝန်ဝတ္တရားအရပြုစုဆောင်ရှောက်ခြင်းကျွေးမွေးဆောင်ရှောက်ခြင်းကိုမိဥဖအိုတွေကိုတုံ့ပြန်ကျေးဇူးဆက်ခြင်းဆိုတဲ့တာဝန်ဝတ္တရားနဲ့သက်ဆိုင်တဲ့ဒီကုသိုလ်နှစ်ရပ်ကိုကြိုးစားအထောက်ပြီးမလစ်ဟင်းစေရအောင်တတိနဲ့ဆောင်ရွက်ရမှာဖြစ်ပြီးကိုရှာဖွေလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲဒီဘဝအတွက်သာမသုံးပဲနဲ့ကုသိုလ်ကောင်းမှုအတွက်ယဉ်နှီးမြုပ်နှံမှုတစ်မျိုးဖြစ်အောင်တို့တွေရွှေအိုးမြုပ်ခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့အလုပ်ကိုလုပ်ရမှာဖြစ်တယ်လို့တတိထားပြီးအသိဉာဏ်ပွားဖို့ဖြစ်ပါတယ်မြတ်စွာဘုရားကဒီဇာတကဒေသနာဖြင့်လူသားတွေအတွက်ဘဝသင်္ကန်းစာတရားကိုပေးတာဖြစ်တယ်အဲ့တော့အလုံးတရားချက်ခင်သူတော်စင်ပြိဿတ်တို့တွေလှုပ်ထိုက်တဲ့ကျွေးသစ်ပေးခြင်းဆိုတာလုပ်ကြရဲ့လားကျွေးဟောင်းဆက်ခြင်းဆိုတာကိုရောလုပ်ကြရဲ့လားရွှေအိုးရောမြုပ်ကြပါရဲ့လားဆိုတဲ့ဒီမေးခွန်းတွေကိုကိုယ့်အကိုပြန်မေးပြီးတော့ကိုလုပ်ရမယ့်ဝတ္တရားတွေကိုမပြတ်မကွက်အောင်တို့တွေကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ကိုစီတတိထားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း